အားလုံးမင်္ဂလာပါကိုဒီစားပါဒီနေ့တော့ကျွန်တော်က US ကနီးပြမြန်ကုမ္ပဏီကြီး9ခုပေါ့နော်Magnificent Store တွေလို့လည်းပြောလို့ရတယ်ပေါ့နော် Magnificent 7ဆိုပြီးနာမည်ကြီးတဲ့နီးပြမြန်ကုမ္ပဏီကြီး9ခုကိုကျွန်တော်ကpre-review ပေါ့နော်လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီ Magnificent 7အကြောင်းသိချင်ကျွန်တော် post တစ်ခုတင်ထားပါသေးတယ်ကျွန်တော်ရဲ့ page ထဲမှာဝင်ကြည့်ပါအဲ့တော့အခုကျွန်တော်ကpre review ဘယ်လိုလုပ်လဲဆိုတော့ပြပြပါမယ်ကျွန်တော် pre review လုပ်တယ်ဆိုရင်ဘယ်လိုလုပ်လဲဆိုတော့အရင်ဆုံး company ရဲ့ financial statement တွေဖတ်တယ်ပေါ့နော်ဒါပေမဲ့ US store တွေမှာကျတော့ ratio တွေပါ analysis လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ခက်ခက်ခဲခဲပြန်ပြီးတော့တွက်စရာတော့မလိုဘူးအဲကြောင့်ကျွန်တော်တို့ကသက်ဆိုင်ရာ website တွေကိုဝင်လိုက်တယ်ကျွန်တော်နံပါတ်1ကြည့်တာဘာကိုကြည့်လဲဆိုတော့ PE ratio PE ratio ဆိုတာဘာလဲဆိုတော့ price to earning ratio ပေါ့နော်အဲ့တော့ PE ratio 30ဆိုဘာပြောတာလဲဆိုတော့$ဝင်ငွေရဖို့ဒီ company ရဲ့ share ကိုကျွန်တော်တို့က$10ပေးပြီးဝယ်ရတယ်ဆိုတဲ့အထိပ္ပယ်ပဲအဲ့တော့ PE ratio 100ဆိုရင်တော့$ဝင်ငွေလေးရဖို့ဒီ company ရဲ့ stock ဈေးနှုန်းကိုကျွန်တော်တို့ကအစ100ပေးပြီးဝယ်ရတဲ့သဘောပဲအဲ့တော့ PE ratio များနေရင်ဘာအထိပ္ပယ်လဲဆိုတော့ဒီ company ရဲ့ stock ကဈေးမတန်ဘူးဒါပေမဲ့တခြားတစ်ဖက်မှာလည်းဒီ company ကိုစိတ်ဝင်စားတဲ့လူများတဲ့အခါကျတော့ဈေးကြီးပေးပြီးဝယ်တယ်ဆိုတဲ့အထိပ္ပယ်ပေါ့နော်ဈေးကြီးပေးပြီးဝယ်နေကြတယ်ဆိုတဲ့အထိပ္ပယ်မျိုးပေါ့တက်ရောက်တယ်โอเคအဲ့လိုမှတ်ထားလိုက်ရင်ရပြီနောက်တစ်ခါကျတော့ ROE ပေါ့ ROE ဆိုတာ return on equity ပေါ့နော်ဒီ shareholder တွေရဲ့ဒီ equity ပေါ်မှာပြန်ရနှုံးပေါ့ရှင်းပြောရင်တော့အမြတ်ပေါ့အမြတ်ကိုတိုင်းတာတာပေါ့အဲ့တော့အလွယ်မှတ်မယ်ဆိုရင်တော့ PE ratio ကနည်းရင်တော့ကောင်းတယ်ဒါပေမဲ့အရင်နှိမ့်နေရင်လည်းတိတ်ပြီးတော့ဈေးမတက်တဲ့ company တွေဖြစ်တတ်တယ်ပေါ့နော် ROE return on equity ကတော့များလေကောင်းလေပဲအမြတ်ဆိုတာများရလေကောင်းလေပေါ့နော်အဲ့တော့ကျွန်တော်ဒီ company ခုကိုအခု analysis လုပ်ကြည့်တော့ပါမယ်ကျွန်တော်လည်းအတူလိုက်ကြည့်အောင်အခုကျွန်တော်ဒါ Apple company ပေါ့နော် Apple ရဲ့ PE ratio ကိုကြည့်လိုက်တော့သူက39.9ပေါ့နော်40ပဲထားပါတော့$ဝင်ငွေရဖို့အတွက်$40ပေးဝယ်နေရတာပေါ့နော်ဒါပေမဲ့သူ့ရဲ့ industry ပေါ့ industry ဆိုတာကသူနဲ့နယ်ပယ်သူတဲ့ company တွေကိုစုပြီးတော့ average ထုတ်ထားတာပေါ့နော်ရှင်းပြောရင်သူ့ရဲ့ပြိုင်ဘက်တွေပေါ့နော်အဲ့လိုပဲအလွယ်မှတ်လိုက်ပါသူ့ရဲ့ပြိုင်ဘက်တွေတဲ့ဆိုင်တော့သူက PE ratio အနည်းငယ်များနေတာကိုတွေ့ရတယ်အဲ့တော့လက်ရှိအချိန်မှာဝယ်ရင်တော့ဈေးကတော့တန်တယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့လည်းအရင်များနေတာမဟုတ်တဲ့အတွက်တင်တယ်လို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့ return on equity ကဘယ်လိုပဲပြောတော့ဒီပြိုင်ဘက်တွေက139မှာသူက141လောက်ရှိတာဖြစ်တဲ့အတွက်ပေါ့နော်သူရဲ့ industry မှာဆိုရင်တော့သူကများတယ်လို့ပြောလို့ရတယ်အဲ့တော့အမြတ်များရှာဖွေနိုင်တဲ့ company ဖြစ်တယ်လို့ကျွန်တော်တို့ဒါပြောလို့ရတယ်အဲ့တော့5 year ကိုပြန်ကြည့်မယ်ဆိုရင်လည်း9နှစ်လုံးမှာဒါလုံးဝပြိုင်ဘက်တွေထက်အမြတ်အစုံများရှာဖွေနိုင်တဲ့ company လို့ပြောလို့ရတယ်အဲ့တော့လက်ရှိအခြေအနေမှာဆိုရင်ဒါကျွန်တော်ဒါဆိုရင်တော့ရင်းနှီးမြှုပ်နှံမှုတဘောကြတဲ့အထဲမှာတော့ Apple ပါမယ်ပေါ့နော်နောက်တစ်ခါတော့ Microsoft ပေါ့Microsoft ရဲ့ PE ratio ကပြိုင်ဘက်တွေဆိုင်နေတယ်အဲ့တော့ Apple ရဲ့ဆိုင်တော့ကျွန်တော်က Microsoft ကိုပို့ပြီးတော့တဘောကြသွားပြီပေါ့နော်အဲ့တော့ခုနကတော့ Apple က Microsoft ထက်အနည်းငယ်လေးများတယ်ပေါ့နော်အဲ့တော့နှစ်ခုတည်းတစ်ခုရွေးမယ်ဆိုရင်တော့နောက်တစ်ချက်ထပ်ကြည့်ဖို့လိုသေးတာပေါ့အဲ့မှာကျွန်တော်တို့ return on equity က Apple လောက်တော့အမြတ်မရှာဖွေပေးနိုင်ဘူးဒါပေမဲ့ industry ကတော့ကျွန်တော်တို့ကမတူတာဖြစ်တဲ့အတွက်မနှိုင်းရှင်တင်ပေါ့နော်သူပြိုင်ဘက်တွေထက်ဆိုင်တော့သူကများတယ်9နှစ်မှလည်းသူကပြိုင်ဘက်တွေထက်တာတယ်ပေါ့နော်အဲ့တော့ Microsoft ကတော့ PE လည်းမဆိုးလှဘူး return on equity လည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့ PE ratio ကတော့နည်းရင်တော့ပိုကောင်းတာပေါ့နော်နောက် Nvidia ကလည်း PE ratio မဆိုးဘူးဗျပြိုင်ဘက်တွေထက်ဆိုင်နေတယ်ပြီးတော့ return on equity ကိုကြည့်လိုက်တော့လည်းလုံးဝအပြတ်တက်တာတယ်ပေါ့နော်114 9နှစ်အတွင်းမှာလည်းကောင်းတယ်အဲ့တော့ကျွန်တော်ကတော့ Microsoft နဲ့ Nvidia ကိုပို့ပြီးတော့တပေါ်ကြတယ် Amazon ကိုကြည့်မယ် Amazon ကတော့ PE ratio မဆိုးစလောက်အနည်းငယ်လေးများနေတယ်ဈေးနည်းနည်းကျရင်တော့ကျွန်တော်ကတော့ဝယ်တင်တယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ return on equity ကကျွန်တော်သိမကြိုက်ဘူးပေါ့နော်ဒီနှစ်အတွင်းမှာသူကကြိုင်ဘက်တွေနဲ့ဆိုင်နေတယ်9နှစ်အတွင်းမှာလည်းနေတယ်ဆိုတော့အမြတ်အစွန်းတိတ်ပြီးတော့မထွက်ဘူးကျွန်တော်အဲ့တော့ Amazon ကိုတိတ်တပုံမကြဘူးနောက် Google က PE ratio အနည်းငယ်များနေတယ်ဈေးနည်းနည်းလေးပြန်ကျသွားရင်တော့ကောင်းမယ်ဗျဒီ PE ratio လေးနှိပ်သွားရင်တော့ပိုကောင်းမယ်ဒါ pre review เนาะဒီနှစ်ခုတည်းကြည့်တာမဟုတ်เนาะတကယ် store မှာပြိုင်ဘက်တွေနဲ့ဆိုင်တော့1 year မှာလည်းမစိုးဘူး9နှစ်အတွင်းလည်းမစိုးဘူးပေါ့เนาะ growth ဖြစ်တယ်ဒီဈေးလေးနည်းနည်းကျရင်တော့မစိုးဘူးFacebook က PE ratio လည်းမစိုးဘူး ROE ကျွန်တော် return on equity ကြည့်လိုက်တော့
အရန်တော့ဟိုတိတ်တော့မတိမတာလေးပဲများနေတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အားလုံးသဘောကျတဲ့ Tesla ကျွန်တော်ကတော့မကြောက်ဘူးတကယ်သူ industry မှာဆိုရင်ပြိုင်ဘက်ဒီရဲ့ဟိုဒီ PE ratio လောက်မှတွဲလောက်ပဲရှိတာသူက339ဆိုတော့ဒေါ်လာဝင်ငွေရဖို့အတွက်ဒေါ်လာ339ဆို340ပဲထားပါတော့340တောင်ပေးပြီးဝယ်နေရတယ်ဆိုတော့ဟိုဈေးမတန်ဘူးပေါ့ဗျာအဲ့တော့အမြတ်အစွန်းတွေကောင်းလားဆိုတော့4.9 လောက်ပဲမြတ်တယ်သူများရဲ့တရားရာခိုင်နှုန်းလောက်မြတ်တာပေါ့နော်အဲ့တော့သူကအနာဂတ်မှာနီးပြင်းများပိုင်းဆိုင်ရာမှာအောင်မြင်သွားရင်ဟိုတအားဈေးတက်မယ်ဆိုတော့ဟိုပေါ့မျောလင်းချက်တွေနဲ့ဝယ်နေကြတာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ fire ကလည်းတဲ့ crew တော့မဖြစ်ဘူးပြန်ဘက်တွေထဲတော့တာတယ်ဆိုတော့အဲ့တော့ကျွန်တော်အကြိုက်ဆုံးကိုပြောပါဆိုရင်တော့ကျွန်တော်က PE ratio နှိပ်တဲ့ Microsoft ပြီးတော့အမြတ်အစွန်းလည်းများတယ်ပေါ့နော်9နှစ်အတွင်းမှာလည်းများတယ်ဆိုတော့ကျွန်တော် Microsoft ကိုရွေးမယ်ပြီးရင်Nvidia ရွေးမယ် Nvidia လည်းမစိုးဘူး Amazon ကတော့return on equity ကအဲ့လောက်ဆိုတော့ကျွန်တော်တိတ်တော့မကြိုက်ဘူးပေါ့နော် Amazon ကနောက်PE ratio လည်းများနေတယ် Google ကဈေးလေးနည်းနည်းထပ်ကြရင်မစိုးဘူးကြာကျွန်တော် Google ကိုသဘောကျတယ်ဈေးလေးနည်းနည်းထပ်ကြသွားရင်တော့ဟိုဝယ်တင်တယ်ပေါ့နော်ဒါပေမဲ့ return on equity က Microsoft နဲ့ Nvidia လောက်တိတ်အားမရဘူး Facebook ကတော့ကျွန်တော်ခုနပြောထားသလိုမျိုးပဲပေါ့နော်သူလည်းအမြတ်အစွန်းလေးကတိတ်တော့တဘောမကြဘူး PE ratio အရတော့နှိမ့်နေတယ်အဲ့တော့ဝယ်ခြင်းနဲ့ဝယ်လို့ရတယ် Tesla ကတော့ကျွန်တော်ဆိုရင်တော့မစင်းစားဘူးပေါ့နော်ဒါပေမဲ့လည်းသူကတော့သူ့ဈေးကတော့ဝယ်တဲ့လူများရင်တော့တက်နေတာပဲ Apple ကဈေးနည်းနည်းလေးပြန်ကြရင်ကောင်းမယ်ဗျเนาะ Apple ကဈေးနည်းနည်းလေးပြန်ကြရင်ကောင်းမယ်သူလည်းအမြတ်ဆုံးများတယ်အဲ့တော့ကျွန်တော်ဆိုရင်ဘယ်ကုမ္ပဏီနှစ်ခုလောက်ပဲဆိုရင်တော့ကျွန်တော်က Microsoft နဲ့ Nvidia ပေါ့နော်အဲဒီကုမ္ပဏီနှစ်ခုပဲကျွန်တော်ကဆက်ပြီးတော့ analysis လုပ်မှာပေါ့နော်အဲ့တော့ဝယ်လို့ပြောနေတာမဟုတ်ဘူးကျွန်တော်နောက်ထပ် analysis လုပ်ရမယ့်ခါတွေကအများကြီးရှိသေးတယ်เนาะ quick review လုပ်ပုံလုပ်နည်းကိုပြောပြတာပေါ့နော်အဲ့တော့ဟိုဒါတွေကကျွန်တော်တို့ကဒီ Magnificent 7လို့ခေါ်တဲ့ဤပညာကုမ္ပဏီ9ခုပေါ့နော်အဲ့ဒါကိုကျွန်တော်ဟို quick review ပေါ့နော်pre review ပေါ့ analysis လုပ်လိုက်တယ်ပြီးရင်အဲ့ထဲမှာအခုဆိုကျွန်တော်က Microsoft နဲ့ Nvidia အဲ့နှစ်ခုကျွန်တော်ရွေးလိုက်ပြီဆိုရင်ကျန်တဲ့ကိစ္စတွေကိုကျွန်တော်ဆက်ပြီး analysis လုပ်တော့မှာပေါ့နော် okay အဲ့တော့ကျွန်တော်ဒီ pre review မှာ company နှစ်ခုရွေးလိုက်တယ် Nvidia နဲ့ Microsoft ပေါ့နော်အဲ့ဒီနှစ်ခုကိုကျွန်တော်ရွေးလိုက်တယ်ရွေးပြီးတော့ဘာဆက်လုပ်ရမလဲပေါ့အဲ့တော့ဒီ PE ratio နဲ့ ROE လောက်နဲ့တော့ဒီ company တွေမှာရင်းနှီးမြှုပ်နှံမှုတင်တယ်မတင်ဘူးတန်းပြီးဆုံးဖြတ်လို့မရသေးဘူးကျွန်တော်နောက်ထပ် financial ratio တွေအများကြီးလုပ်အောင်မယ်နော်အဲ့တော့ fundamental analysis တွေအများကြီးလုပ်အောင်မယ်ပြီးရင် technical analysis တွေလိုအပ်ရင်ပေါ့နော်ထပ်လုပ်ရမယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ခုနပြောခဲ့တာကဒီ company နှစ်ခုမှာရင်းနှီးမြှုပ်နှံတင်တယ်လို့ဆိုလိုတာမဟုတ်ဘူးเนาะ analysis detail လုပ်ပြခဲ့တာလည်းမဟုတ်ဘူးနောက်ထပ် analysis အများကြီးဆက်လုပ်ဖို့အတွက်ရွေးထုတ်ခဲ့ရုံပဲပေါ့နော် okay ဒါလေးပါအဲ့တော့ဒီလိုမျိုးပေါ့နော်ကျွန်တော် fundamental analysis လုပ်နည်းတွေ technical analysis လုပ်နည်းတွေသိချင်ရင်ကျွန်တော် online တင်တဲ့ဖွင့်ထားပါတယ် messenger မှာစုံစမ်းလို့ရပါတယ်ပြီးတော့တလက်စားတဲ့ကြော်ညာလေးဝင်ပြရစီနောက်လထဲမှာstock share ကမှဒီငွေကြေးလွတ်လပ်ခွင့်စီတို့ဆိုတဲ့နာမည်နဲ့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့စာအုပ်ထွက်ပါမယ်အဲ့ဒီစာအုပ်ဆိုရင်လည်းကျွန်တော်တင်ကြားခဲ့တဲ့ဗီဒီယိုပေါ့နော်အဲ့တော့ဗီဒီယိုတွေကိုကျွန်တော်တို့ကဟိုစာသားအဖြစ်ပြန်ပြောင်းပြီးတော့ဟိုနှုတ်ထုတ်ပြီးတော့ဟိုပြန်ရေးထားတဲ့စာအုပ်ပါအဲ့စာအုပ်ကစာအုပ်တောက်ထက်ပိုပါတယ်ဘာတွေပါလဲဆိုတော့ဗီဒီယို QR scan တွေပါပါတယ်အရေးကြီးတဲ့အခန်းတွေဆိုရင်ကျွန်တော် QR code လေးထည့်ပေးထားတယ်အဲ့ဒါကိုစကန်ဖတ်လိုက်ရင်ဗီဒီယိုသင်ခန်းစာနဲ့ရှင်းပြထားတဲ့ page ကိုရောက်သွားမယ်ပေါ့နော်အဲ့မှာအသေးစိတ်ဆက်ပြီးကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်လုပ်ထားပေးပါတယ်အဲ့စာအုပ်တောက်ထက်ပိုပါတယ်နောက်ပြီးတော့အဲ့စာအုပ်ရဲ့တန်ဖိုးလည်းကျွန်တော်ဟိုအများသူငါဝယ်လို့ရအောင်မြန်မာငွေ2000ခွဲကျပ်တင်ရောင်းချပေးပါတယ်နောက်ဟိုပေါ့ဝယ်မယ်ဆိုရင်တော့နီးစက်ရာ City Map ဆိုင်တွေမှာဝယ်လို့ရအောင်တော့ကျွန်တော်စီစဉ်ထားပါတယ်အဲ့တော့ pre order မှာချင်တယ်ဆိုလည်းရပါတယ်ကျွန်တော် messenger မှာလာပြီးတော့မှာထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်